မင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Combat News by MD Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်မြန်မာလက်ဝဲလောကရဲ့တက်လူကဲပွင့်တူပြီးတခဲနဲ့အားပေးမှုကိုရရှိခဲ့တဲ့တန့်စင်တယောက်အခုအချိန်မှာတော့မကြုံစဘူးအစိုးဝါးဆုံးအခြေအနေတွေနဲ့ရင်ဆိုင်နေရပြီဖြစ်ပါတယ်ဒီချိန်ကမြန်မာပရိသတ်တွေရဲ့မျှော်လင့်ချက်ကိုပခုံးထမ်းတင်ခဲ့ပြီး One Championship စင်မြင့်ထက်မှနာမည်ကျော်ကြားခဲ့တဲ့တန့်စင်ဟာအခုဆိုရင်အားပေးမှုတွေအစားတင်းထန်တဲ့ဝေဖန်မှုတွေနဲ့လောင်ပြောင်မှုတွေကိုခါးသီးစွာခံယူနေရတာပါ2024ခုနှစ်အောက်ခုလက Thai Fighter တိုင်စောကျော်ကိုပထမအချီမှာတင်အလဲထိုးပြီးအနိုင်ရရှိခဲ့တဲ့ပွဲစဉ်ဟာတန့်စင်အတွက်နောက်ဆုံးသောအောင်မြင်မှုမှတ်တိုင်တစ်ခုဖြစ်ခဲ့ပုံရပါတယ်။အဲ့ဒီနောက်ပိုင်းကစလို့ယနေ့အချိန်အထိတန့်စင်ဟာနိုင်ပွဲနဲ့လုံးဝဝေးကွာနေခဲ့တာနှစ်နီးပါးကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။အထူးသဖြင့်ကဘာကျော် Kickboxing Fighter တာကယ်ရုနဲ့တွေ့ဆုံခဲ့တဲ့ပွဲစဉ်မှာတန့်စင်ဟာပထမအချီမှာတင်တာကယ်ရုကိုဖိန်ထိုက်ကြတော့အောင်ထိုးတက်နိုင်ခဲ့တာကြောင့်မြန်မာလက်ဝဲပရိသတ်တွေကြားမှာအကြီးအကျယ်ရေပန်းစားခဲ့ပြီးမျော်လင့်ချက်တွေမြင့်တက်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီမျော်လင့်ချက်တွေဟာကြာရှည်မခံခဲ့ပါဘူး။ဒုတိယအချီ2မိနစ်49စက္ကန့်မှာပဲတာကယ်ရုရဲ့ပြင်းထန်လာလေပောက်ကွဲအားနဲ့တရဆက်ထိုးနှက်မှုတွေကိုမခံနိုင်တော့ပဲဒိုင်ပွဲရက်နဲ့အရှုံးပေးခဲ့ရတာဟာတန့်စင်အတွက်ရှုံးပွဲတွေရဲ့အစပြုခြင်းဖြစ်ခဲ့ပါတယ်။အဲ့ဒီပွဲစဉ်ကစလို့တန့်စင်ရဲ့စွမ်းဆောင်ရည်တွေဟာတိတိတသားကြာဆင်းလာခဲ့ပြီးပရိသတ်တွေရဲ့တန်တရားတွေကိုစတင်စိုက်ပျိုးခဲ့တာပါ။နောက်ထပ်စိတ်ပျက်စရာကောင်းတဲ့ပွဲစဉ်တစ်ခုကတော့စူရီယန်လက်နဲ့တွေ့ဆုံခဲ့တဲ့ပွဲပဲဖြစ်ပါတယ်။အဲ့ဒီပွဲမှာတန့်စင်ဟာပြိုင်ဘက်ကိုအောက်ချီကန်ချက်တွေနဲ့အစီအစဉ်တကျထိုးတက်နိုင်ခဲ့ပြီးအသာစီးရနေခဲ့တာပါ။ဒါပေမဲ့ဒုတိယအချီအရောက်မှာတော့ပရိသတ်တွေမမျှော်လင့်ထားတဲ့အခြေအနေဖြစ်ပေါ်ခဲ့ပါတယ်။စူရီယန်လက်ရဲ့တံပြန်တိုက်စစ်ကိုမကြော်ချက်နိုင်ပဲပျော့ညက်နဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာအားနည်းချက်ကြောင့်ထက်မှန်အလဲထိုးခံခဲ့ရပြန်ပါတယ်။အသာရနေတဲ့အနေအထားကနေအရှုံးပေးလိုက်ရတာဟာတန့်စင်အတွက်တော့ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်ခဲ့သလိုပရိသတ်တွေအတွက်လည်းနာကျင်စရာဖြစ်ခဲ့ပါတယ်။တန့်စင်ရဲ့ရှုံးနိမ့်မှုတန်တရားဟာအဲ့ဒီမှာတင်ရပ်မသွားခဲ့ပါဘူး။ဂင်ဆန်လက်နဲ့တွေ့ဆုံခဲ့တဲ့ပွဲမှာဆိုရင်ပထမအချီ1မိနစ်17စက္ကန့်ဆိုတဲ့အချိန်တိုအတွက်မှာတင်ပြင်းထန်တဲ့ထိုးနှက်ချက်တွေကြောင့်အိပ်ပျော်သွားရလောက်အောင်အလဲထိုးခံခဲ့ရပါတယ်။အဲ့ဒီနောက်မှာလဲခွန်ပွန်နွိုင်းကိုအမိုက်နဲ့ထပ်မံရှုံးနိမ့်ခဲ့ပြန်တာကြောင့်တန့်စင်ရဲ့စွမ်းဆောင်ရည်ဟာ One Championship ရဲ့အဆင့်အတန်းနဲ့မကန့်ညီတော့ဘူးလားဆိုတဲ့မေးခွန်းတွေထွက်ပေါ်လာခဲ့ပါတယ်။အဲ့ဒီအချိန်ကစလို့မြို့ကပရိသတ်အများစုကတန့်စင်ဟာအသေးမပါဘူးဇွဲမရှိဘူးစိတ်ဓာတ်ပိုင်းဆိုင်ရာအလွန်အမင်းအားနည်းညီပြီလို့ပြင်းပြင်းထန်ထန်ဝေဖန်မှုတွေပြုလုပ်ခဲ့ကြပါတယ်။လောလောလတ်လတ်မနေ့ညနေကရင်ဆိုင်ခဲ့တဲ့ပွဲစဉ်မှာလဲတန့်စင်ဟာလောရှယ်လီလို့တီးကြတဲ့ဂျာရက်ချိုင်းနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ဒါပေမဲ့လဲရလက်ကတော့အဲ့ဒီအတိုင်းပါတယ်။ပထမအချီမှာတင်ပြင်းထန်လာတဲ့မွေထိုင်းကန်ချက်တွေကိုတန့်စင်တယောက်မခုခံနိုင်ပဲထပ်မံရှုံးနေခဲ့ရပြန်ပါတယ်။ဒီပွဲဟာတန့်စင်အတွက်တော့အရှက်ရဆုံးပွဲတစ်ပွဲဖြစ်ခဲ့ပြီးပရိသတ်တွေရဲ့ဝိုင်းဝန်းလောင်ပြောင်ခြင်းကိုအကြီးအကျယ်ခံနေရပါတယ်။လက်ရှိမှာတော့တန့်စင်ဟာ9ပွဲဆက်ရှုံးနေထားတဲ့မှတ်တမ်းဆိုးကြီးနဲ့အတူ One Championship ကနေစာချုပ်ရက်စဲခံရမယ့်အခြေအနေနဲ့ရင်ဆိုင်နေရပြီဖြစ်ပါတယ်။အောင်မြင်မှုတွေနဲ့စတင်ခဲ့တဲ့တန့်စင်ရဲ့ခရီးလမ်းဟာအခုတော့ကြာရှည်မှုတွေနဲ့အတူနီးကုံချုပ်ဖို့နီးစပ်နေပြီကြောင်းကျွမ်းကျင်သူတွေကပြောဆိုနေကြပြီဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ကျမ်းမာချမ်းသာကြပါစေခင်ဗျာ။